အတင်းပြောင်းတော့စတော့ရโอเคပါကိုအတင်းကိုလည်းအားပေးကြတယ်ခြားသိန်းကိုလည်းလေးတိုက်ကြတယ်ပေါ့ဒါပြောစရာကောင်းပါတယ်ဆိုတော့ကျွန်တော်တို့မန်ယူပြန်လာပြီလို့တော့မပြောလို့ပါဘူးဒါပေမဲ့ဒီနေ့နိုင်သွားတဲ့အတွက်တော့ဒါတော့ဘယ်လိုကျွန်တော်တို့ချီကျူးဂုဏ်ပြုခံရတာနဲ့ထိုက်တန်လိမ့်မယ်လို့တော့ထင်ပါတယ်ဗျဟိုလိုကြီးတော့လက်ပိတ်ဆိုင်မှာကြီးခဲ့ခံစားချက်နဲ့တော့ထပ်တူတော့မညီဘူးပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးလိုက်တက်ပို့ပြီးတော့အင်အားတောင်းတဲ့လူအုပ်ကြီးနဲ့ကြီးရတဲ့အတွက်ဝမ်းသာပါတယ်ကျွန်တော်တို့ watch party လေးလုပ်တာပေါ့နော် Canal Plus ကစောင့်ပြီးတော့ Grand Ryan နဲ့ပူးပေါင်းပြီးတော့ကျွန်တော်တို့လာကြည့်ကြရတယ်ပေါ့ဒီမှာတော့ Man City ပရိသတ်တွေရော Man U ပရိသတ်တွေရောအကုန်လူစုံပဲပေါ့ဒီနေ့ပြောဖို့ကောင်းပါတယ်ပထမပိုင်းမှာတော့ဒါကျွန်တော် Man U ကဟောပေါ့ဘယ်လိုခေါ်မလဲခြေရတော့တရားစီလုံးကတော့အဲ့လိုမျိုးလုံးဝမကောင်းဆိုပေမဲ့လည်းဒီလိုမျိုးသူတို့မျိုးခံပြိုင်မဲ့အသင်းတွေတကယ်ကိုဒါဘီပွဲတွေကြာရင်တော့ညှစ်ကန်ကြတော့ဒီပွဲကတော့တော်တော်လေးကြည့်ကောင်းပါတယ်အေရှင်အသင်းလည်းဖြစ်တော့ဟိုဘက်ကတစ်ဖက်က Man City လည်းတော်တော်လေးကစားခက်နေတာကိုတွေ့ရတယ်ဆိုတော့အားရစရာပေါ့ဗျာပထမပိုင်းမှာဘယ်လိုကိုစိတ်လို့ပထမပိုင်းမှာကျွန်တော်2ဂိုးရတယ်လေ2ဂိုးရလူကျွန်းဖြစ်နေတော့ကျွန်တော်ထတော့ပျော်လိုက်တာပဲပြီးတော့လူကျွန်းတယ်ဆိုတော့နည်းနည်းအဖျားရှူပါပေါ့ဒါပေမဲ့ဒုတိယပိုင်းမှာပိုကောင်းလာမယ်လို့ထင်ပါတယ်ဟုတ်အမို့အဲ့လောက်ကြီးကျွန်တော်တို့အသင်းရလေးဟိုလိုဘယ်လိုကောင်းလဲမိုးကြရွှေကိုမဖြစ်နိုင်သေးဘူးအခုကနီးပြအပြောင်းလဲဖြစ်ပြီးတော့မှဒါတေးသေးချာချာဒါကန်ရတဲ့ Premier League ပွဲလို့ပြောလို့ရတယ်ပေါ့နော်ဆိုတော့ဒီပွဲပေါ်မှာကစားသမားတွေလည်းတော်တော်လေးကြိုးစားအားထုတ်နေတာကိုတွေ့ရတော့ပြီးခဲ့တဲ့နီးပြရဲ့နီးစနစ်ကြောင့်လားကစားသမားတွေပဲညံ့ပြင်းလို့လားဆိုတော့3ပွဲလောက်ဆိုဖြစ်ပေါ်ပါပြီဟိုလိုကြီးတော့လက်ပိတ်ဆိုင်မှာကြီးခဲ့ခံစားချက်နဲ့တော့ထပ်တူတော့မညီဘူးပေါ့နော်ဒါပေမဲ့လည်းဒီလိုမျိုးလိုက်တက်ပို့ပြီးတော့အင်အားတောင်းတဲ့လူအုပ်ကြီးနဲ့ကြီးရတဲ့အတွက်ဝမ်းသာပါတယ်အခုနိုင်သွားတော့ဝမ်းသာပါတယ်ကျွန်တော်တို့အသင်းကဒီလိုမျိုးနိုင်မွေးအများကြီးလိုနေတာပေါ့နော်လိုနေတဲ့အချိန်မှာနိုင်သွားတော့ဝမ်းသာပါတယ်လိုက်ပရိသတ်တွေရတယ်ကိုယ့်အသင်းကရှိုးမရရင်တော့များတယ်ဒါအကုန်လုံးသိပြီးသားအခုလက်ရှိ Premier League ရဲ့အကောင်းဆုံးအသင်းတစ်သင်းကိုရှင်ကန်ရတဲ့အချိန်မှာအိမ်ကွင်းမှာဒီလိုမျိုးရလက်မျိုးထွက်တဲ့အတွက်ဝမ်းသာပါတယ်ဆိုတော့အရင်နီးပြရဲ့နီးစနစ်အလုပ်ဖြစ်လားမဖြစ်လားဆိုတာနောက်တစ်ပွဲထပ်ကြည့်အောင်ပါပေါ့တေချာပေါ့အလုပ်မဖြစ်တာတော့တေချာတယ်ကစားသမားရဲ့ဒီကစားသမားတွေပဲဆိုတော့အခြေအနေကြည့်ရမှာပေါ့ကျွန်တော်အခြေအနေပါတယ်ဝမ်းသာပါတယ်ဟုတ်ပါတယ်ဒါကျွန်တော်တို့ပြီးခဲ့တဲ့အာမော်ရင်ကိုင်နဲ့တောက်လျှောက်မှာဆိုရင်အဲ့လိုမျိုးအပွဲအကြီးကြီးလောက်ပဲလောက်ကောင်းပြီးတော့ဒီလိုမျိုးဒီလိုကစားတဲ့ပုံကောင်းလေးကိုမကြည့်ရအရန်ကြာဘူးကစားသမားတွေလည်းအရန်နိုင်နေတယ်အရန်သိတာကြည့်လို့တော့ကောင်းတယ်ဟုတ်ပါဘာဖြစ်ပေါ့ကိုအတင်းကိုလည်းအားပေးကြတယ်ခြားသိန်းကိုလည်းလေးတိုက်ကြတယ်ပေါ့ဒါပြောစရာကောင်းပါတယ်ဆိုတော့ကျွန်တော်တို့မန်ယူပြန်လာပြီလို့တော့မပြောလို့ပါဘူးဒါပေမဲ့ဒီနေ့နိုင်သွားတဲ့အတွက်တော့ဒါတော့ဘယ်လိုကျွန်တော်တို့ချီကျူးဂုဏ်ပြုခံရတာနဲ့ထိုက်တန်လိမ့်မယ်လို့တော့ထင်ပါတယ်ဗျပြောပြီးတော့မန်စီးတီးကိုကြိတ်လောင်းနေတဲ့မယူပန်လေးတွေကိုဘယ်လိုလေးစတင်လဲအတင်းပြောင်းတော့စတော့ရโอเคပါโอเคကျေးဇူးတင်ပါတယ်ဗျ